ဖျားခင်တင်းကိုဂတိမပေးပါဘူးမှန်ပါတယ်မိတ်ဆွေဖျားခင်တင်းကိုဂတိလုံးဝမပေးခဲ့ပါဘူးဖျားခင်ဟာကျွန်တော်တို့ကိုတစုံတစ်ခုသောဂတိတွေကိုပေးတဲ့ဖျားခင်မဟုတ်ပါဘူးဒါကြောင့်မလို့တင်းနဲ့ကျွန်တော်ဟာတစုံတစ်ခုလိုအပ်တဲ့အခါခါတိုင်းမှာအိုးဖျားခင်ဂတိတွေကဘာလဲဂတိတော်တွေကိုပြန်ရှာဖွေရမယ့်သူတွေမဟုတ်ဘူးဖြစ်တယ်ဒါပေမဲ့ဖျားခင်ကျွန်တော်တို့ကိုပေးခဲ့တဲ့အရာတစ်ခုတော့ရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ယေရှုခရစ်တော်ဖြစ်တယ်အဲ့ဒီယေရှုခရစ်ရဲ့အထဲထဲမှာတော့ခတ်သိမ်းသောဂတိတော်ခတ်သိမ်းသောအရာအလုံးစုံခတ်သိမ်းသောတင်ရှာနေတဲ့ကောင်းကြီးအလုံးစုံကျမ်းမာခြင်းအလုံးစုံကြွယ်ဝခြင်းအလုံးစုံကိုအဲ့ဒီယေရှုခရစ်ထဲမှာဖခင်ကထည့်ပြီးကျွန်တော်တို့ကိုပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေသင်ဟာကြွယ်ဝစေမယ်ဆိုတဲ့ဂတိလေးတစ်ခုပဲသင်ဟာကျမ်းမာစေမယ်ဆိုတဲ့ဂတိလေးတစ်ခုပဲငါကောင်းစားရမယ်ဆိုတဲ့ဂတိလေးတစ်ခုပဲဂတိတွေကိုလိုက်ရှာတဲ့သူမဟုတ်ဘဲနဲ့အဲ့ဒီဖခင်အဲ့ဒီယေရှုခရစ်တော်ကိုရှာတဲ့သူဖြစ်ဖို့တိတ်အရေးကြီးတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အလုံးစုံသောပြည့်စုံခြင်းကယေရှုခရစ်တော်အထက်ထဲမှာရှိသောကြောင့်ဖြစ်ပါတယ်။ဧဖက်ဟောရစာအခန်းကြီး1အခန်းကြီး23မှာထို့အသင်းတော်သည်အလုံးစုံတို့ကိုအလုံးစုံတို့၌ပြည့်စုံစေတော်မူသောအရှင်ဤပြည့်စုံခြင်းတည်းဟုသောခရစ်တော်ဤကိုယ်ခန္ဓာတော်ဖြစ်၏လို့တမန်ကျမ်းစာရေးထားတာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကျွန်တော်တန်အေးပါ New Revelation Transforming Life ဒီခေတ်ကာလမှာလူတော်တော်များများဟာကျွန်တော်တို့2025ခုနှစ်ကိုရောက်နေကြပြီမဲ့လူတော်တော်များများဟာဘလို့အသက်ရှင်လဲဆိုရင်ဓမ္မဟောင်းကာလအသူတွေကဲ့သို့အသက်ရှင်နေသူတွေတိတ်ကိုများတာဖြစ်ပါတယ်သူတို့ရဲ့ဘဝဟာဓမ္မဟောင်းကျမ်းထဲမှာပဲကျန်နေခဲ့တဲ့ lifestyle မျိုးဖြစ်ပါတယ်သူတို့ဟာသူတို့ရဲ့ဘဝထဲမှာဖခင်ရဲ့ဂတိတော်တွေထင်ရှားဖို့ရန်အတွက်အမိန့်ကိုပေးပြီးတော့မှအသက်ရှင်နေရတဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေတင်သေးချာပြန်စဉ်းစားကြည့်ဒီနေ့မှာဖခင်တင့်ကိုသူ personally သူပေးခဲ့တဲ့ဂတိဆိုတာရှိရလားမိတ်ဆွေဖခင်တင့်ကိုဂတိပေးခဲ့လို့လားဖခင်ရဲ့ဂတိတွေလို့တင်ထင်ရတဲ့အရာတင်ရဲ့ idea တင်စိတ်ကူးထားတဲ့တင်ပုံဖော်ထားတဲ့အရာတွေတော့မရေမတွက်နိုင်အောင်ရှိကောင်းရှိမှာပါဒါပေမဲ့အဲ့ဒီအရာတွေကတကယ်ကောဂတိတွေဟုတ်ရဲ့လားကျွန်တော်တို့ကိုဖခင်ပေးထားတဲ့ဂတိတွေဟုတ်ရဲ့လားတကယ်တမ်းတော့ကျွန်တော်တို့ဒီနေ့ခေတ်ယုံကြည်သူဓမ္မတစ်ခေတ်ရဲ့ယုံကြည်သူတွေအတွက်ဖခင်ကျွန်တော်တို့ကိုပေးခဲ့တဲ့အရာဖခင်ကျွန်တော်တို့အတွက်ပြင်ဆင်ခဲ့တဲ့အရာကတော့ယေရှုခရစ်တော်ပဲဖြစ်ပါတယ်အဲ့ဒီယေရှုခရစ်တော်ရဲ့အထဲထဲမှာအလုံးစုံသောပြည့်စုံခြင်းဟာပါပြီးသားဖြစ်ပါတယ်အဲ့ဒီယေရှုခရစ်တော်ထဲမှာကျွန်တော်တို့လိုအပ်တဲ့အရာကျမ်းမာခြင်းချမ်းသာခြင်းအောင်မြင်ခြင်းကောင်းစားခြင်းအလုံးစုံဟာယေရှုခရစ်ရဲ့အထဲထဲမှာရှိတာဖြစ်ပါတယ်ဒါကြောင့်မလို့ယေရှုဟာပြည့်စုံတဲ့သူဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေသင်ရဲ့ဘဝထဲမှာခရစ်တော်ရှိတဲ့အခါမှာသင်ဟာအလုံးစုံရှိတော်သူအလုံးစုံကိုပိုင်ဆိုင်ထားတော်သူဖြစ်တယ်ဆိုတာကိုသင်မမေ့ဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်သင်ဘဝကိုသင်ဂတိလေးတစ်ခုကိုပဲလိုက်ရှာပြီးအချိန်ကုန်နေတဲ့သူမဖြစ်ဘဲနဲ့အလုံးစုံသောဂတိတွေဟာငါ့အထဲမှာရှိနေတယ်ဆိုတာကိုသင်မမေ့မလျော့ဘဲနဲ့အသက်ရှင်နေသူဖြစ်ဖို့တိတ်ကိုအရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်ဂတိလေးတစ်ခုတွေဂတိလေးနှစ်ခုကိုသင်လိုက်ရှာပြီးအချိန်မကုန်ပါနဲ့သင်ထဲမှာရှိနေတဲ့အလုံးစုံသောဂတိပြည့်စုံတဲ့အဲ့ဒီခရစ်တော်ဟာတင့်ရဲ့အထက်ကနေထင်ရှားလာဖို့ manifest ဖြစ်လာဖို့ကတင့်ရဲ့တာဝန်ဖြစ်ပါတယ်မိတ်ဆွေဒါကြောင့်မလို့ကျွန်တော်တို့ဟာဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းဖခင်ရဲ့ဤဥပဒေသားတွေကိုကျွန်တော်တို့လိုက်နာခြင်းအပြင်ဖခင်ထံကကောင်းကြီးတွေခရစ်တော်ရဲ့ဂတိတော်အလုံးစုံပြည့်စုံခြင်းတွေဟာကျွန်တော်တို့ဘဝရဲ့အသက်တာထဲမှာထင်ရှားလာတော့ကျွန်တော်တို့မြင်တွေ့လာရလိမ့်မယ်အရောက်ချင်းစီတဲ့ပုံမှာဖခင်အထူးပဲကောင်းချီးပေးပါစေ